စကားပြောနေရင်တစ်ဖက်လူပြောတာကိုဇဝေဇဝါဖြစ်သွားရင်အတင်းနားလဲကြအောင်ဆောင်ပြီးတော့ခေါင်းညိတ်မနေပါနဲ့ဒါကနောက်ပိုင်းမှာအမှားတွေပိုများလာနိုင်လို့ပါ Hello မင်္ဂလာပါ Access Recollection ရဲ့ Shan ပါဒီနေ့မျှဝေပေးချင်တာကတော့ clarify ဆိုတဲ့စကားလုံးလေးအကြောင်းပဲဖြစ်ပါတယ်ဒီစာလုံးကတစ်ခုခုကိုပြန်ရှင်းပြခိုင်းတာမျိုးပေမဲ့အထူးသဖြင့်ရှုပ်ထွေးနေတဲ့အချက်လက်တွေကိုသေချာအောင်ပြန်စစ်ဆေးတဲ့နေရာမှာသုံးလေးရှိပါတယ်ဥပမာ online ကနေပစ္စည်းတစ်ခုခုမှားလိုက်တယ်ဆိုပါစို့အဲ့ဒီမှာသူတို့ပြောတဲ့ပစ္စည်းပို့တာနဲ့ပတ်သက်တဲ့စီကံချက်တွေကိုသိနားမလည်ဘူးရှုပ်နေတယ်ဆိုရင် Could you please clarify the delivery process ဒီပစ္စည်းပို့တဲ့အပိုင်းကိုနည်းနည်းလောက်ပြန်ရှင်းပြပေးလို့ရမလားဆိုပြီးမေးလို့ရပါတယ်ဒါမှမဟုတ်ကိုယ့်ရဲ့အပြောကိုတစ်ဖက်လူကလွဲမှားပြီးနားလည်သွားတယ်လို့ခံစားရရင်လေ Let me clarify what I meant ကျွန်တော်ဆိုလိုချင်တဲ့အချက်ကိုရှင်းလင်းအောင်ပြန်ပြောပေးပါရစေအလုပ်ထဲမှာတည်းမကပဲတငယ်ချင်းတွေနဲ့ချင်းဆိုတဲ့အခါမှာလည်းနေရာနဲ့အချိန်လွဲမသွားအောင် Can you clarify the meeting time ချိန်ထားတဲ့အချိန်ကိုသိကြအောင်ပြန်ပြောပြပေးပါအောင်လို့ပြောရင်လည်းအဆင်ပြေပါတယ် explain နဲ့အဓိပ္ပာယ်အတူတူပဲမဲ့ clarify ကတော့အချက်အလက်တွေကိုသိကြအောင်ပြန်စစ်ဆေးတဲ့သဘောမျိုးဆောင်တာပါဒါကြောင့်တစ်ခုခုကိုမသိကြဘူးဆိုရင်ချက်ချင်း clarify လုပ်ခိုင်းဖို့ဝန်မလေးပါနဲ့နောက်သင်ခန်းစာတွေမှာထပ်ဆောင်ကြပါမယ် Happy learning bye bye